အားလုံးပဲမင်္ဂလာပါအခုဒီဗီဒီယိုလေးကတော့ကျွန်တော်မြန်မာပြည်ကနေကျွန်တော်ထိုင်ဝင်သွားတဲ့ဒါဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်မော်လမြိုင်ကနေဖျားသုံးစုဘက်ကိုကားစီးနေရပါတော့ဒါလက်ရှိမှာဆိုရင်တော့ကျွန်တော်တို့ကိုမော်လမြိုင်ကနေဖျားသုံးစုပို့ပြီးတဲ့အနေအထားတစ်ခုဆိုတော့နည်းလေးအဆင်ပြေလို့ပြောလို့ရပါတယ်ကျွန်တော်ကားပေါက်စာလေးနဲ့အဆင်ပြေပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကားပေါ်ကနေပြီးတော့ဘေးနားမှာရှိတဲ့မြင်ကွင်းတွေတောင်တန်းတွေပေါ့နော်လမ်းပြေးဝဲရတဲ့ချက်ကိုကျွန်တော်ဗီဒီယိုမှတ်တမ်းနဲ့ဗီဒီယိုလေးရိုက်နေတာဖြစ်ပါတယ်ဒီတီကိုတော့အဆင်ပြေနေသေးရပေါ့နော်ဒါလက်ရှိမှာတော့ကျွန်တော်ထိုင်းတော့ရောက်နေပါပြီတိုးပေမဲ့လည်းကျွန်တော်လမ်းမှာဘယ်လိုကြန့်ကြာခဲ့တယ်ဘယ်လောက်ထိတော့ဒုက္ခရောက်ခဲ့တယ်ဘယ်လိုအဆင်မပြေမှုတွေဖြစ်ခဲ့တယ်ဆိုတာလေးကိုတော့ဒီဗီဒီယိုလေးမှာအနည်းနဲ့များကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ထိုင်းကိုသွားတဲ့နေရာမှာတော့ကျွန်တော်မြောက်ဝတီဘက်ကနေလည်းသွားလို့ရတယ်တဝယ်ဘက်ကနေလည်းသွားလို့ရတယ်လို့တော့သိရတယ်အခုကျွန်တော်ကတော့ညသုံးဘက်ကနေသွားတာဖြစ်ပါတယ်လမ်းခီးမှာဘယ်လိုတွေကြန့်ကြာခဲ့တယ်ဘယ်လိုအဆင်မပြေမှုလေးတွေရှိလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်ဖျားသုံးစုတော့ကျွန်တော်ရောက်လာခဲ့ပြီဖျားသုံးစုဒါပွဲစားအိမ်ပါတော့ပွဲစားအိမ်မှာ3ညအိမ်4ရက်တော့ကျွန်တော်နေခဲ့ရပါတယ်ဒီကနေပြီးတော့ကျွန်တော်တို့နောက်ထပ်တနင်္လာနေ့လောက်ဆိုရင်တော့ကျွန်တော်တို့ဒီဖျားသုံးစုကနေပြီးတော့ထိုင်းရောက်ထွက်မယ်လို့တော့ကျွန်တော်တို့သိရတယ်ကျွန်တော်တို့ပြင်ဆင်ပြီးတော့မှဒါကျွန်တော်တို့သွားမယ်နေတာတစ်ခုပါဒီအတော့ဖျားသုံးစုကနေပြီးတော့ကျွန်တော်တို့ထိုင်းနဲ့ဆက်တဲ့ကိုကျွန်တော်သွားတဲ့လမ်းကြီးဖြစ်ပါတယ်လမ်းမှာမိုးတွေကလည်းရွာရှိုးဆိုရင်လည်းပေါင်ပြေးဒူးပွဲတွေဖြစ်ကြပါတယ်ကျွန်တော်လမ်းလျှောက်ရတဲ့ခီးရောက်တောင်9000လောက်ကိုကျော်ဖြတ်ရတယ်ဒါတော့ကျွန်တော်ဒီပိုင်းမလို့ဒါအများကြီးအဆင်ပြေသွားလို့ပြောလို့ရပါတယ်ကျွန်တော်တို့ည7နာရီ9နာရီမှာလမ်းလျှောက်ရတဲ့အနေထားလို့ဆိုရင်ကျွန်တော်တို့ဖုန်းပြီးလဲတုံးလို့ရှိဘူးတမီလည်းထိုးလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့အထုပ်တွေပိုးတွေနဲ့အားလုံးပဲဒုက္ခတွေရောက်ကြရပါတယ်အမှောင်မမဲတဲ့မှာဒါတော့ထိုင်းနိုင်ငံထဲမှာရှိတဲ့ရှုမဆုံးနိုင်တဲ့စီအုံတော်တွေပဲဖြစ်ပါတယ်စီအုံတော်တွေထဲမှာတော့ကျွန်တော်တို့ရွှေဆိုလဲဒီမှာရပောင်းများစွာဒုက္ခရောက်ပြီးတော့မှဒုက္ခနဲ့နေကြရတယ်လေတာရကရှိခဲ့ပါတယ်ဒီထိုင်းနိုင်ငံနဲ့နေဆက်တို့ကျွန်တော်ဖြစ်ကြော်တဲ့အခါမှာကျွန်တော်ဆက်လီတွေလည်းစီးရတယ်ဘာလို့ညမိုးရှုပ်တွေဆိုတော့ဒါကတော့ကျွန်တော်တို့ဗီဒီယိုမှတ်တမ်းကျွန်တော်ဗီဒီယိုလည်းရိုက်လို့မရတဲ့ဖြစ်တဲ့အနေအထားတစ်ခုဆိုတော့ကျွန်တော်ရိုက်ထားတာမရှိဘူးပေါ့နော်ဒါနဲ့ကျွန်တော်တို့ထိုင်းနိုင်ငံနဲ့ကျွန်တော်ဝင်လာဖို့တော့ကျွန်တော်ဆက်လီကိုကျွန်တော်တို့နိုင်ပေါင်းများစွာစီးရပါတယ်နိုင်ပေါင်းများစွာဆိုညလောက်ခေါ်မလဲကျွန်တော်တို့7နာရီ7နာရီဝန်းကျင်မှာဆက်လီကို2နာရီ3နာရီလောက်စီးရတယ်ဗျအဲ့ပြီးတော့ကျွန်တော်တို့ဒီဘက်ထိုင်းတော့ရောက်တော့လဲကျွန်တော်ကားတွေနဲ့ဆင်းကျွန်တော်ကူရတာဒီလုံပိတ်ကားတွေနဲ့ပေါ့နော်ရှိုးတွေဆိုရင်လည်းအဲ့ဒီပေါ်မှာခေါင်းမှုတဲ့သူတွေကမို့ရှိုးလို့လည်းတက်ရှူကျက်တဲ့သူတွေကျက်ပါလို့ဒီလိုမျိုးတွေကျွန်တော်တို့ဒုက္ခအများကြီးရောက်ခဲ့ရပါတယ်ဒါတွေကိုတော့ကျွန်တော်စီကာဖုန်းမပြောလို့တော့ပါဘူးကျွန်တော်ပြောချင်တာကအခုလိုပဲကျွန်တော်တို့လိုအောက်လန်းနေထိုင်းကိုတက်လာမဲ့သူတွေဖို့တော့အများကြီးပြင်ဆင်ထားဖို့လည်းလိုအပ်တယ်တကယ်လည်းပဲဒုက္ခရောက်တဲ့ခီးဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုကျွန်တော်ဖြစ်နိုင်မယ်ဆိုရင်တော့ရန်ဖန်စီကြမ်းတဲ့အချိန်မှာမလာသေးချင်ပါဘူးကျွန်တော်တို့လိုဒုက္ခတွေဖြစ်မှဆိုလို့ပါဒီလိုတက်လာခဲ့မယ်ဆိုရင်လည်းအားလုံးပြင်ဆင်ပြီးတော့မှပဲလာသိချင်ပါတယ်ထိုင်းနိုင်ငံတွေကိုကျွန်တော်တို့ရောက်လာဖို့နာအတွက်ကအောက်လိုင်းကျွန်တော်လာတဲ့သူတွေအဖို့တော့အရန်နဲ့မှမလွယ်ဘူးဒုက္ခတွေအများကြီးကြုံခဲ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုလေးကအားလုံးကိုကျွန်တော်တွားခဲ့ရတဲ့ခီးလေးမှာအဆင်မပြေမှုတွေရှိခဲ့ပါတယ်ဆိုတာလေးကိုကျွန်တော်ကမျှဝေပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အားလုံးပဲတကယ်လို့များထိုင်းနိုင်ငံကိုတွားတဲ့အခါမှာအားလုံးပဲအဆင်ပြေကြပါစေလို့ပဲကျွန်တော်ဒီဗီဒီယိုလေးနဲ့ဆန္ဒပြုရင်ကျွန်တော်ညီကုန်းရှုပ်ပါတယ်အားလုံးပဲပြန်ကောင်းကြပါစေ